ဝိတ်မတက်အောင်စားတဲ့နီလန်လေးစားပြမလို့နော်နေ့လည်စာစားတော့မှာဆိုတော့ပထမဆုံးအစာမစားရင်ဘာလို့ဆိုရေတောက်ဘာလို့ရေတောက်လိုက်တာလဲဆိုတော့အစာအိမ်ထဲမှာအစားတွေအများကြီးကယ်လိုရီများတဲ့ဟာတွေအများကြီးစားမိမှာဆိုတဲ့အတွက်ကြောင့်မို့ရေရင်တောက်ထားတာပြီးတဲ့အခါကျတော့စားတဲ့ပုံစံကဒါအသီးရွက်နော်ပဲသီးကြော်ပကံများရဲ့တဝက်ကပဲသီးပြီးတဲ့အခါကျတော့ဒါကျဲဥအကာလေးကြီးနော်ကျဲဥအကာလေးကြီးရှစ်ချမ်းဆိုတော့၄လုံးပြီးတော့ဒါလေးကမှထမင်းလေးအဲ့ဒီပုံစံအတိုင်းဆိုဒါတပကံများအများကြီးပဲအဲ့ဒါအကုန်လုံးမှာကယ်လိုရီရောက်လောက်မှမပေါ့ကျဲဥရှစ်ချမ်းကကျဲဥရှစ်ချမ်းဆိုတာ၄လုံးပေါ့နော်၄လုံးကတစ်လုံးကို20နဲ့အတွက်ကယ်လိုရီ80ပဲပါတယ်ပြီးတဲ့အခါကျတော့ပဲသီးကြော်ကဒီဟာအကုန်လုံးကကယ်လိုရီ100ပဲထားအောင်80နဲ့100နဲ့ဆိုတော့180ထမင်းကဟိုအလဲတဲ့ပကံဟိုတူစားပကံတစ်လုံးရတဝက်လောက်ပဲထည့်ထားတော့90လောက်ပဲပါတယ်အဲ့ဒီကကြတူတယ်တွက်ကြည့်လိုက်လို့ရှိရင်ခုနပြောဒါ80ရ100ရဆို180နဲ့ထားပါတော့80ပဲထားပါအောင်ထမင်းက250ပဲပါတယ်အဲ့တော့ကျွန်တော်ရဲ့ခန္ဓာကိုယ်အကျိုးစားနဲ့ဆိုလို့ရှိရင်ကျွန်တော်က900ကီလိုရီထိစားလို့ရတယ်ကယ်လိုရီထိစားလို့ရတယ်ဒါပေမဲ့ဒါကျွန်တော်စားတာဒီ900ရဲ့တဝက်ပဲရှိတယ်နော်စားတင်စားလိုက်တာရဲ့တဝက်ပဲရှိတဲ့အတွက်ကြောင့်မလို့ဒီပုံစံအတိုင်းစားနိုင်တယ်လို့ဆိုရင်နံပါတ်1 weight ထိန်းနေတဲ့သူတွေ weight ချနေတဲ့သူတွေအတွက်ကဒီပုံစံအတိုင်းစားအဲ့တော့တဝက်ကအသီးရွက်လေးပုံတစ်ပုံကအသား protein ဓာတ်ကျန်တဲ့လေးပုံတစ်ပုံကမှထမင်းအဲ့ဒါကိုစားတဲ့အခါကျတော့ကျွန်တော်တို့ကအသီးရွက်နဲ့ဒီကျဲဥနဲ့ပေါ့နော်အသီးရွက်နဲ့အသားနဲ့ကိုဘိုက်ပြည့်အောင်3ပုံ2ပုံ3ပုံ2ပုံလောက်ဘိုက်ပြည့်အောင်အရင်စားလိုက်စားပြီးကြမှာထမင်းကိုနောက်ဆုံးကြမှာကျန်တဲ့ဟင်းတွေနဲ့စားလိုက်ဘာလို့ဆိုငါတို့နှစ်သက်ဆုံးကထမင်းလေကွယ်ထမင်းကအရင်စားလိုက်လို့ကုန်သွားရင်ထမင်းထပ်ထည့်ခြင်းမှာထမင်းထပ်လိုခြင်းမှာမတင်းတိမ်တော့အဲ့လိုမတင်းတိမ်လို့ထမင်းထပ်ထည့်ရင်ကယ်လိုရီကပိုများသွားမှာအဓိကကထမင်းကဝါစေတာဖြစ်တယ်နော်အဲ့တော့じゃထမင်းကိုတက်နိုင်ဆုံးထမင်းကိုလျှော့ပြီးတဲ့ခါကျတော့အသီးရွက်နဲ့ခုန protein နဲ့ကိုဘိုက်ပြည့်အောင်နော်အရင်ဖြည့်ထားပြီးမှကိုယ်အကြိုက်ဆုံးထမင်းကိုနောက်ဆုံးမှစားရတယ်နော်အဲ့ဒါလေးကအဲ့ဒီပုံစံလေးနဲ့စူးစမ်းကြည့်ပါအဲ့ဆိုဝိတ်ချနဲ့ဝိတ်ထိတ်နေတဲ့သူတွေအဆင်ပြေမှာပါနော်အဲ့တော့ကျတော့ဒီလိုစားပြီးလို့ရှိရင်9နာရီချားမှဒါမျိုးပုံစံစား9နာရီချား9နာရီချားတဲ့အတွင်းမှာဘိုက်စာရင်ဘာလုပ်မလဲဆိုတော့ဘိုက်စာလို့ရှိရင် new လွတ်စာခံ coffee တစ်ခွက်တောက်ရေဝါတောက်ပြီးမိနစ်20စောင့်အပူစာတေးစာတွေလိုက်မစားနဲ့နော်အဲ့ဒါဆိုလို့ရှိရင်ဘိုက်စာတဲ့စိတ်ကသူ့အနေနဲ့သူပြန်ပြောက်သွားမှာအဲ့တော့ coffee တောက်ရေဝါတောက်မိနစ်20စောင့်ဘိုက်စာတဲ့စိတ်ပြန်ပြေသွားမှာဖြစ်ပါတယ်နော်အဲ့တော့စူးစမ်းကြည့်ပါ